ဒီဟင်းတစ်မျိုးတည်းကိုတင်ချက်တက်လိုက်တာနဲ့တေးကြပါတဲ့တင်ဟင်းလေးငါးမျိုးကိုတပြိုင်တည်းချက်တက်သွားပါပြီကျွန်တော်ခုချက်ပြမှာကကက်ကရစ်ငါးချိုချင်းဖြစ်ပါတယ်ဒီအနှစ်ကလေးကိုအခြေခံပြီးတော့ပဇွန်ချိုချင်းဝက်ချိုချင်းကြက်ချိုချင်းပင်လယ်သာချိုချင်းချက်စားလို့ရပါတယ်အရင်ဆုံးငါးကိုစားချုံမုံလေးနေပြီးတော့အရင်ဆုံးကြော်ထားပါမယ်အကောင်မပြတ်ကြော်ရပါဖြစ်ပါတယ်ကျွန်တော်ကကက်ကရစ်ငါးကိုအသုံးပြုထားပါတယ်မိမိနှစ်သက်ရာငါးကိုထည့်ပြီးတော့ကြော်နိုင်ပါတယ်ခင်ဗျာစီလေးတွေညစ်နေတာကကောမုတ်ထည့်ကြော်ထားလို့ဖြစ်ပါတယ်အဲ့တော့ငါးကြော်ပြီးသွားလို့ရှိရင်ကျွန်တော်ပြင်မဲ့ပကံထဲမှာတေချာလေးထည့်ထားပါမယ်အဲ့တော့အနှစ်စပြီးတော့ချက်ပါမယ်လိုအပ်တဲ့ပေါင်းပစ္စည်းလေးတွေဖြစ်ပါတယ်အသီးအရွက်အစုံရဲ့ငုံဥရဲ့ဒါကတော့ငဖယ်ရဲ့မြင့်ရဲ့ပါမြင့်မကြရင်လည်းမထည့်လို့ရပါတယ်အသီးအရွက်အားလုံးကိုစီပူထိုးရမှာဖြစ်ပါတယ်စီဆူဆူအိုတဲ့ကိုခဏလေးပဲထည့်ပြီးတော့ကြော်ပြီးတော့တန်းဆယ်ရမှာဖြစ်ပါတယ်ဒါမှသာဟင်းလေးကိုထည့်ချက်တဲ့အခါမှာအစိမ်းစော်မနှံမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဟင်းချက်မဲ့ဒဲဦးတွေကိုမာသားချွိုက်အနေငယ်ထည့်ပြီးတော့မာသားချွိုက်ကိုစူအောင်တည်ထားလိုက်ပါမယ်မာသားချွိုက်စူလာပြီဆိုတဲ့အခါမှာလိမ္မော်ရည်ထည့်ပါမယ်ဒါကတော့ဒင်ဖောင်းလိမ္မော်ရည်ဖြစ်ပါတယ်မရှိဘူးဆိုရင် mass blood လိမ္မော်ရည် gas ပါတဲ့လိမ္မော်ရည်ထည့်ချက်ရင်လည်းအဆင်ပြေပါတယ်ခင်ဗျာလိမ္မော်ရည်လေးစူလာပြီဆိုတဲ့အခါမှာကျွန်တော်ခရမ်းကျင်နီ sauce ထည့်ပါမယ်ခင်ဗျာခရမ်းကျင်နီ sauce ကတော့မိမိအိမ်မှာရှိတဲ့ sauce ကိုသုံးလို့ရပါတယ်ကျွန်တော်ဒီတစ်စိတ်ကိုသုံးထားပါတယ်ခင်ဗျာအရသာအတွက်တကြားနဲ့အသားမုံကိုထည့်ပါမယ်ပြီးသွားတဲ့အခါမှာရေနှဲငယ်ထည့်ပါမယ်ကြက်ပြုတ်ရည်ရှိရင်လည်းကြက်ပြုတ်ရည်သုံးနိုင်ပါတယ်မရှိရင်လည်းရိုးရိုးရင်နွေးကိုပဲသုံးပြုလို့ရပါတယ်ခင်ဗျာဒါကတော့ခရူးစီအနှဲငယ်ထည့်တာဖြစ်ပါတယ်အားလုံးထည့်ပြီးသွားပြီဆိုတဲ့အခါမှာတေချာလေးစူပွက်သွားအောင်တည်ပါမယ်ခင်ဗျာအရသာအချိုအချင်းအားလုံးအဆင်ပြေသွားပြီဆိုတဲ့အခါမှာဒါလေးကတော့နှမ်းစီမွေးလေးအနှဲငယ်ပေါက်ပေးရပါမယ်အရသာအားလုံးစိတ်တိုင်းကြပြီဆိုတဲ့အခါမှာပဝင်ပစ္စည်းအားလုံးငုံဥငဖဲညင်းခုနကစီပူထိုးထားတဲ့အသီးအရွက်ကလေးတွေအားလုံးထည့်ပြီးတော့ဒီဟင်းကအရေးပြပြကလေးနဲ့မှပိုစားကောင်းပါဆိုတော့ကျွန်တော်ကော်မှုန်လေးကိုရေဖြော်ပြီးတော့ပြပြကလေးဖြစ်အောင်လို့ကော်ရည်လေးအနှဲငယ်ထည့်ပါမယ်ခင်ဗျာပါဝင်ပစ္စည်းစုံစုံလေးထည့်ပြီးသွားပြီဆိုတဲ့အခါမှာတော့အသင့်ပြင်ထားတဲ့ကော်ရည်လေးကိုထည့်ပြီးတော့မိမိစိတ်တိုင်းကြတဲ့အထီးပြပြကလေးဖြစ်အောင်လို့ကော်ရည်ထည့်ပြီးတော့မွေးရမှာဖြစ်ပါတယ်ခင်ဗျာကော်ရည်လေးထည့်ပြီးသွားရင်တော့အရန်အရသာရှိပြီးတော့ချိုချိုချင်းချင်းလေးနဲ့အရန်ထမင်းမိန်စီတဲ့လူကြီးရောကလေးပါကြိုက်တဲ့ကက်ကရစ်ချိုချင်းလေးရပြီးဖြစ်ပါတယ်ခင်ဗျာဒီချိုချင်းဟင်းအနှစ်ကလေးနဲ့ကျွန်တော်ပဇွန်တန်ပူရာကြော်ပြထားတဲ့ပဇွန်တန်ပူရာလေးကိုကြော်ပြီးသွားတဲ့အခါမှာဒီအနှစ်ကလေးဆန်းလိုက်ရင်လည်းပဇွန်ချိုချင်းဖြစ်ပါတယ်ထိုနည်းတူပဲကြက်တန်ပူရာဝက်တန်ပူရာဒီဟာလေးတွေကိုအပေါ်ကနေပြီးတော့ဒီအနှစ်ကလေးဆန်းလိုက်တဲ့အခါမှာဝက်ချိုချင်းကြက်ချိုချင်းရမှာပဲဖြစ်ပါတယ်ခုဆိုရင်ကက်ကရစ်ငါးကျွတ်ကျွတ်ကလေးပေါ်မှာဒီလိုမျိုးကော်ရည်လေးကိုချိုချင်းကော်ရည်လေးကိုဆန်းလိုက်ပြီဆိုတဲ့အခါမှာတော့ကက်ကရစ်ချိုချင်းကြော်လေးရပြီပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့တိုင်းလေးပဲချက်ချကြည့်ပါအားလုံးပဲအဆင်ပြေပြီးတော့အားလုံးပဲနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီနောက်မှာပဲရနာခွင့်ပြုပါဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့သူတူတက်ချီစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ